ရောပရဲ့ဘရင်ရီယယ်မက်ဒရစ်တင်ဟာပေါ်တူဂီကဘင်ဖီကာကိုအံ့အားသင့်ဖွယ်ရှုံးနေပြည်သူတို့အားလုံးပဲမင်္ဂလာပါရှင်ဒီမိနစ်ကစားခဲ့ကြတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်တော့ဥရောပရဲ့ဘရင်ရီယယ်မက်ဒရစ်တင်ကပေါ်တူဂီကဘင်ဖီကာအသင်းကိုအံ့အားသင့်ဖွယ်ရှုံးနေခဲ့ရပါတယ်ဒါဟာဘောလုံးလောကကိုတုံ့နှုတ်သွားစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာပါရှင်။အစင်လာကြီးမှပြီးဥရောပရဲ့ဘရင်လို့တင်ဆိုင်ရတဲ့ရီယယ်မက်ဒရစ်တင်ဟာပေါ်တူဂီကဘင်ဖီကာကိုရှုံးနေပြီးတော့အဝေးကွင်းရလက်ဆိုးရွားစွာထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ပထမအကြော့မှာ2ဂိုးတကူဆိုတဲ့ရလက်တွေနဲ့တူမက်ဒရစ်တို့ကိုရှုံးနေပြီးတော့ဒုတိယအကြော့မှာတော့အာမန်ပြင်းနဲ့ကစားပြီးအနိုင်ရမယ်လို့ယူဆထားခဲ့ကြပေမယ့်ဘင်ဖီကာအသင်းကတော့အံ့အားသင့်စရာရလက်တစ်ခုပေါ်ဆောင်သွားခဲ့ပါတယ်။ပွဲစားကလေးကရီယယ်မက်ဒရစ်ဟာသူတို့ရဲ့ကစားဟန်အတိုင်းဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့တိုက်စစ်ဆင်ခဲ့ပါတယ်။ဗီနီစီယပ်စ်၊အမ်ဘာပေတို့ရဲ့ချိုးဖောက်မှုတွေဘာလီဟန်ရဲ့ကွန်းလန်လှုပ်ရှားမှုတွေကဘင်ဖီကာခန်းစစ်ကိုအကြိမ်ကြိမ်ဒုက္ခပေးခဲ့ပေမယ့်ဘင်ဖီကာဂိုးသမားရဲ့လက်စွမ်းပြမှုတွေနဲ့နောက်တန်းရဲ့အဆုံးဖြတ်တောင်းမှုတွေကြောင့်ရီယယ်တို့အဖွင့်ကိုရဖို့အတွက်ကိုရုန်းကန်ခဲ့ရပါတယ်။ပွဲရဲ့ရလက်ကတော့မထင်မှတ်ထားပဲဘင်ဖီကာက2ဂိုးတကူနဲ့အနိုင်ရရှိသွားခဲ့တာပါရှင်။ဒါကြောင့်နှစ်ကြော်ပေါင်း4ဂိုး2ဂိုးဆိုတဲ့ရလက်ကောင်းတဲ့တူမော်ရီဟိုရဲ့ဘင်ဖီကာကအိမ်ကုန်းမှာတန်မာကြောင်းထုတ်ဖော်ကြောဝါလိုက်ပြီးပဲဖြစ်ပါတယ်။ဘင်ဖီကာဟာဒီပွဲအတွက်တကယ်ကိုကောင်းကောင်းပြင်ဆင်လာခဲ့တာပါနီးပြမော်ရီဟိုရဲ့နီးပြဟာကရီယယ်မက်ဒရစ်ရဲ့တိုက်စစ်အားကိုထိန်းချုပ်ပြီးတော့သူတို့ရဲ့ဂိုးလန်တဲ့ခန်းစစ်ကိုကြစ်ကြစ်လက်လက်ကစားစေခဲ့ပါတယ်အထူးသဖြင့်ပါရီလိုမျိုးကစားသမားကောင်းတွေနဲ့ဦးဆောင်ရီနဲ့တူလူငယ်သွေးသစ်တွေအာမန်နဲ့ရီယက်ကိုအခက်တွေ့စေခဲ့ပါတယ်။သူတို့ကရရှိလာတဲ့တံပြန်တိုက်စစ်အခွင့်အရေးကိုအပိုင်အသုံးချသွားပြီးတော့ပွဲရဲ့အရသာကိုထိန်းချုပ်ကစားသွားခဲ့တာကိုတွေ့ရပါတယ်။လူငယ်ကစားသမားတွေရဲ့ခြေစွမ်းကလည်းတကယ်ကိုအမခံပါပဲရှင်။ရီယက်ရဲ့ဖိအားပေးမှုကိုနိုင်90လောက်အာရုံစိုက်မှုအပြည့်နဲ့ကစားသွားနိုင်ခဲ့တာဟာဘင်ဖီကာရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုပြသလိုက်တာလည်းဖြစ်ပါတယ်။ရီယက်မက်ဒရစ်အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ဒီပွဲကသူတို့အတွက်သင်ခန်းစာများစွာပေးသွားခဲ့ပါတယ်။ဘောလုံးပိုင်ဆိုင်မှုအသာစီးရပေမဲ့အခွင့်အရေးတွေကိုအပိုင်အသုံးမချနိုင်ခဲ့တာပါ။နောက်တန်းမှာမတင်မဲ့ပဲဖြစ်ပေါ်လာတဲ့အမှားလေးတစ်ခုကနေအဆုံးဖြတ်ခံခဲ့ရတာတွေကရီယယ်ရဲ့ရှုံးနိမ့်မှုရဲ့အဓိကအကြောင်းရင်းတွေပါပဲရှင်။နီးပြရဲ့လူစားလဲမှုတွေနီးပြအပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေဟာလည်းမိကွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။ကစားသမားတွေဟာဘင်ဖီကာကိုအထင်သေးခဲ့ကြတာလား။ဒါမှမဟုတ်အိမ်ကွင်းဖိအားကြောင့်ပဲလားဆိုတော့ရီယယ်တို့ပြန်လည်သုံးသပ်ရမယ့်အချိန်တစ်ခုပါပဲရှင်။ဒီနောက်ပွဲကဘင်ဖီကာအတွက်တကယ်ကိုသမိုင်းဝင်အောင်ပွဲတစ်ခုပါ။သူတို့ကတွေးဆမှု2ကြိမ်လုံးမှာဂိုးပြတ်သွန်းနိုင်ခဲ့တဲ့ဆိုတဲ့တမိုင်းတစ်ခုထပ်ပြီးတော့ထွန်းထိုးလိုက်တဲ့ပွဲလည်းဖြစ်ပါတယ်။ရီယယ်မက်ဒရစ်အတွက်ကတော့သူတို့ရဲ့ချန်ပီယံလိဂ်အိမ်မက်ကဒီအစ်စ်မှာပဲရပ်တန့်ခဲ့ရပါပြီ။ဘောလုံးပွဲဆိုတာဒီလိုပါပဲ။ဘယ်အသင်းမဲ့အင်အားကြီးကြီးဘယ်အသင်းမဲ့နာမည်ကျော်ကျော်ကွင်းထဲမှာအမှားနေပြီးတော့အထောက်မှုပိုးတဲ့အသင်းကပဲအနိုင်ရရှိသွားတတ်တာကတော့တဘာဝပါပဲရှင်။ကဲပရိသတ်ကြီးတို့ရေဒီပွဲကအရလက်ကိုဘယ်လိုမြင်ကြလဲ။ရီယယ်ပရိသတ်ကြီးအတွက်ရောဘယ်လိုခံစားရလဲ။ကိုမမရင်ခွင်စကားလေးတွေပြောခဲ့ပါအောင်နော်။အခုလိုဗီဒီယိုလေးတွေနဲ့အတူကိုရလက်လေးတွေကိုအချိန်မှတင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်